he said that you would not see Father God. The Jesus, who is only begotten Son, he is a representation of his Father God. အဲ့တော့ဒါကြောင့်ဒီတမန်တော်ရှင်ယောဟန်ကလည်းယောဟန်1ငယ်18မှာပြောတယ်ခမည်းတော်ကိုဘယ်သူမျှမမြင်စဘူးလို့ပြောတာဘယ်သူမှခမည်းတော်ဘုရားကိုမမြင်ရဘူးတဲ့အဲ့တော့ခမည်းတော်ဘုရားကိုပုံဆောင်ထားတဲ့ကိုစားပြုတဲ့ယေရှုကိုပဲမင်းတို့အဲ့ဒါကိုပဲအမြင်ဆုံးသူ့ကိုပဲမြင်ရမယ်လို့ပြောခြင်းဖြစ်တယ် So now Jesus actually here he took actions okay after the Father's plan and decision okay he took actions also he deals with creatures okay deal with Christians yeah this okay အဲ့တော့ခမည်းတော်ဘုရားကဆုံးဖြတ်ချက်တွေဘလောက်ပဲချနော်ဘလောက်ပဲအစီမံကိန်းတွေဆွဲတဲ့သားတော်ယေရှုဘုရားကသာလျှင်လှုပ်ရှားရှိတဲ့အရာတွေကိုသူကိုယ်တိုင်အားလုံးလှုပ်ဆောင်သွားတယ်အထူးသဖြင့်ခရိယန်ဖြစ်တဲ့သင်နဲ့ကျွန်ုပ်တို့နဲ့လည်းထိတွေ့ဆက်ဆံတဲ့အခါမှာလည်းသားတော်ယေရှုကပဲအားလုံးတာဝန်ယူပြီးတော့လှုပ်ဆောင်သွားပါတယ် when Jesus dealing with creatures and in his creation job always the Holy Spirit provide him with the power okay အဲ့တော့သားတော်ကလှုပ်တယ်လို့ပြောပေမဲ့ပေါ့နော်ဘုရားခင်ကြံစီဆုံးဖြတ်ထားတဲ့ကယ်တင်ခြင်းအမှုနဲ့ဖန်ဆင်းခြင်းအရာခတ်သိမ်းကိုသားတော်ယေရှုခရစ်တော်လှုပ်သွားတဲ့အခါမှာသူ့ပင်ကိုစွမ်းအားတွေနဲ့မလှုပ်ဘဲနဲ့တန်ရှင်းသောဝိညာဉ်တော်ကလှုပ်ဆောင်နိုင်မှုတကိုးကိုအမြဲတမ်းအဆက်မပြတ်ပေးလို့ရှိတယ်တန်ရှင်းသောဝိညာဉ်တော်ကသားတော်ယေရှုခရစ်တော်ဘုရားပေးတဲ့တာဝန်တွေအားလုံးပြီးမြောက်အောင်ဆောင်ရွက်နိုင်မှုအမြဲတမ်းတကိုးပေးနေပါတယ် That's why these three persons of God working together ဒါကြောင့်ဒီပုဂ္ဂိုလ်၃ပါးဖြစ်တဲ့နော်ခမည်းတော်ရဲ့သားတော်ရဲ့တန်ရှင်းတော်ဝိညာဉ်တော်ဖျားအတူတကွအမြဲတမ်းလက်တွဲပြီးတော့အရာခတ်သိမ်းကိုဆောင်ရွက်သွားလိမ့်ရှိတယ် They respect each other သုံးပါးတူဖျားအချင်းချင်းတယောက်ကိုတယောက်အပြန်လှန်လေးစားကြတယ် And they share same power same position yet they respect each other သူတို့တကိုးတဲ့တူညီမျှစွာတကိုးတွေလည်းရှိကြတယ်အစင်တန်းလည်းတူညီကြတယ်အဲ့လိုအချိန်ထားမှာပင်လေအချင်းချင်းတယောက်ကိုလည်းခမည်းတော်ကသားတော်ကိုသားတော်ကတန်ရှင်းတော်ဝိညာဉ်တော်အပြန်လှန်လေးစားစွာဆက်ဆံကြတယ်သူတို့က That's why we Christians have to follow our God's lifestyle respecting each other ဒါကြောင့်ကျွန်တော်တို့ခရိယန်တွေအားလုံးလည်းကျွန်တော်တို့သုံးပါးတစုဘုရားရဲ့လူနေမှုပုံစံအတိုင်းပဲအတူခိုးရမယ်ခရိယန်တွေအချင်းချင်းတယောက်ကိုတယောက်အပြန်လှန်လေးစားစွာဆက်ဆံကြရမှာဖြစ်တယ်အာမင် Yeah Now we will see now would you turn John chapter 1 verses 1 through 3ယောဟန်1ကနေ3တိရောအားလုံးကျမ်းစာကိုလှမ်းပေးပါတဲ့ယောဟန်1ခန်းကြီး1အငယ်1ကနေ3 Okay ယောဟန်ခန်းကြီး1အငယ်1ကနေ3 Okay and chapter 1 verse 14 we know that okay we will explain ကျွန်တော်တို့ကောင်းထုတ်ပြီးဖတ်သွားမှာကတော့ယောဟန်ခန်းကြီး1အငယ်1ကနေ3ပြီးတော့ကြော်သွားမယ်14ကိုကျွန်တော်တို့ဖတ်မှာဖြစ်တယ်ယောဟန်1 14ကို It is very difficult for us to interpret verse 1ကျွန်တော်တို့တဲ့အခန်းကြီး1အငယ်1ဟာဘာသာပြန်ဖို့အ내ဖွင့်ဖို့သိခက်ခဲတဲ့ကျမ်းပိုက်ဖြစ်ပါတယ်ယောဟန်ခန်းကြီး1အငယ်1ကိုအ내ဖွင့်ဖို့အင်မတန်ခက်ခဲပါတယ်တဲ့ So now we will spend some time together okay how to interpret verse 1အဲ့ဒါဒီနေ့အချိန်ယူသွားမယ်ယောဟန်အခန်းကြီး1အငယ်1ကိုဘယ်လိုအ내ဖွင့်မလဲဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာအခုအချိန်ယူပြီးကျွန်တော်တို့စဉ်းစားသွားကြမယ် Many theologians even pastors cannot explain clearly many of them ညာသာသောကျမ်းစာပုဂ္ဂိုလ်ကြီးတွေသင်အုပ်ဆရာကြီးတွေပင်လျင်ယောဟန်အခန်းကြီး1အငယ်1ကိုရှင်းရှင်းလင်းလင်းပေါ့နော်အ내မဖွင့်နိုင်ဘူးရှင်းရှင်းလင်းလင်းသူကမပြောတတ်ဘူး Also many of you are pastors here and you've been Christian for many years but often you cannot interpret translate this verse 1ခင်ဗျားတို့ရဲ့အဖသင်အုပ်ဆရာကြီးတွေကိုတော်ကိုတိုင်းနောက်ပြီးတော့ခင်ဗျားတို့နှစ်ပေါင်းများစွာခရိယန်ဖြစ်ပြီးပြီဆိုတဲ့ခင်ဗျားတို့ကိုတိုင်းဒီရှင်ယောဟန်အခန်းကြီး1အငယ်1ကိုလက်ပွဲမှုစ조사တဲ့အခါမှာတော်တော်လေးမလွယ်ကူဘူးခက်ခဲတယ်ဆိုတာတွေ့ရလိမ့်မယ် Unless you understand what we have discussed here okay it's very difficult တဲ့အရာတွေကိုနားမလည်ဘူးဆိုရင်
ယောဟန်1ကအနက်ဖွင့်လို့မရဘူးအဲ့ဒါကိုကျွန်တော်ရှင်းပြသွားမယ်နော်နောဟန်အခန်းကြီး1ငယ်1ကိုဒီအရာတွေကိုကျွန်တော်နားလည်မထားဘူးဆိုရင်အနက်ဖွင့်လို့မရဘူးအမားကြီးအနက်ဖွင့်မိသွားလိမ့်မယ်တဲ့ I pray that you would have that wisdom for understanding this. ကျွန်တော်ဆုတောင်းပေးပါတယ်ဒါကိုခင်ဗျားတို့အားလုံးနားလည်ဖို့ဆိုပြီးတော့ကျွန်တော်ဆုတောင်းပေးနေတယ် Amen. Amen. So let us read verse 1. We will see. ခန်းကြီး1ငယ်1ကိုပဲဖတ်ရအောင်နော်အားလုံးတူတူပါ Would you read verse 1? အငယ်1ကိုပဲအားလုံးဖတ်ရအောင်အစာဦး၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိနှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ရပြီ Now let's read it. Let's interpret it word by word. Okay. အဲ့ဒါကိုတစ်လုံးချင်းနဲ့ဖွင့်သွားမယ် Now he said, in the beginning, in the beginning. အဲ့တော့အစာဦး၌လို့ပြောတော့ခင်ဗျားတို့အစာဦးဆိုတာသိပြီးသားပဲခရိယန်တွေက Okay. And he said there was the word. အဲ့မှာနှုတ်ကပတ်တော်ရှိတယ်တဲ့အစာဦးမှာနှုတ်ကပတ်တော်ရှိတယ် Now would you underline and highlight the word? အဲ့တော့နှုတ်ကပတ်တော်ဆိုတဲ့ဟာကိုလိုင်းတားထားပါလိုင်းမတားရသေးရင်เนาะဒီလို highlight လေးနဲ့ဖြစ်လိုင်းတားပါနှုတ်ကပတ်တော်ဆိုတာ That word. နှုတ်ကပတ်တော်တဲ့ Then we have to find out what is the word. အဲ့တော့နှုတ်ကပတ်တော်ဘာလဲဆိုတော့ကျွန်တော်တို့ရှာဖွေရတော့မယ်နှုတ်ကပတ်တော်ဆိုတာဘာလဲအဲ့ဒါအဓိပ္ပာယ်ရှာရတော့မယ် The word is in the logos is a Okay. capital letter L. အဲ့တော့နှုတ်ကပတ်တော်ဆိုတာ Greek စကားလုံး logos ကလာတယ် logos ဆိုတဲ့စကားလုံးကိုရေးတဲ့အခါမှာ L ဆိုတာအကြီးနဲ့ရေးတယ်အသေးနဲ့ရေးလို့မရဘူး Logos. ဒါပဲလေနော် Logos. အဲ့ဒါအကြီးစလုံးနဲ့ရေးရတယ်အသေးဆိုတာတစ်ချောင်းနဲ့အဲ့လိုရေးလို့မရဘူး It's a capital letter L. ဒါကိုပြောတာ L ကိုဒီလိုအကြီးစလုံးနဲ့ပဲရေးလို့ရတယ် L အသေးနဲ့ရေးလို့မရဘူး In English is a capital letter word. အဲ့တော့ It has a there လို့ and here. လေးနဲ့မှုကိုပြတာနော် Greek လိုလဲနှုတ်ကပတ်တော်ဆိုတာကိုရေးတဲ့အခါမှာ L အသေးလေးနဲ့ရေးလို့မရဘူးဖျားဖြစ်တော့ကြောင့် L အကြီးနဲ့ရေးရတယ်အင်္ဂလိပ်လိုဓာတ်ရိုက်ပြန်တဲ့အခါမှာလဲနှုတ်ကပတ်တော်ဆိုတဲ့စကားလုံးတက်ရောက်တယ်အဲ့နှုတ်ကပတ်တော်လဲ W ကိုရေးတဲ့အခါမှာအသေးနဲ့ရေးလို့မရဘူး W အကြီးနဲ့ရေးရတယ်ရှေ့က the ဆိုတဲ့လေးနဲ့တဲ့ကြီးကျယ်ခမ်းနားတဲ့အတုံးနှုံးလေးကိုထည့်ပေးရတယ် the ဆိုတဲ့ဟာကိုထည့်ပေးရတယ် Now, Jehovah Witness. Jehovah Witness. အခုကျွန်တော်လည်းသိမှာပါယေဟောဝါသက်သေခံချက်များဆိုတဲ့အဖွဲ့က You heard Jehovah Witness. ကြားဘူးတယ်မလားယေဟောဝါသက်သေခံများဒီမှာလည်းရှိတယ်မဟုတ်လား Okay. ရှိပါတယ် yes Yeah. Jehovah Witness changed the Bible here. ဩအဲ့ဒါသတိထားပါယေဟောဝါသက်သေခံများကဒီနေရာမှာသူတို့ကျမ်းစာကိုပြောင်းပလိုက်တယ် In their Bible, it's a small logos. Okay, in small W. သူတို့ရဲ့ကျမ်းစာထဲမှာ logo ဆိုဒီလိုစလုံးအသေးနဲ့ရေးတယ်နော်ကြွားကြားချက်လေးကမတိတာပဲမဲ့သိပဲကွာတယ် L ကိုအသေးလေးနဲ့ပဲရေးတယ်ဒီမှာအင်္ဂလိပ်လိုပြန်တဲ့အခါမှာလဲ W ကိုအသေးလေးနဲ့ဒီလိုရေးတယ်အဲ့ဒါယေဟောဝါသက်သေခံခြင်းများကျမ်းစာကိုလှည့်ပလိုက်တာမတိမတာလေးနဲ့လှည့်လိုက်တာအဲ့ဒါကိုသိဖို့လိုတယ်ကျွန်တော်တို့က Because this is very important here. ဘာလို့ဒါသိအရေးကြီးတယ်ဒီ logo ဆိုတဲ့ဟာရဲ့ the word ဆိုတဲ့စကားလုံးကသိအရေးကြီးတယ် Now, tell me, what is the logos? ဒါဆိုခင်ဗျားတို့ကပဲကျွန်တော်ပြန်ပြောပါ logo ဆိုတာဘာလဲ Who is the logos? logo ဆိုတာဘာလဲလို့ပြောတာတဲ့ logo ဆိုတာဘာတူလဲ Huh? ဘာတူလဲ Jule? ကြီးဘာတူလဲ Jesus Where you find that? Where in the Bible you said Jesus is logos? ခင်ဗျားကဟုတ်ပြီယေ logo ဆိုတာယေရှုလို့ပြောတယ်ဆိုရင်ကျမ်းစာအထောက်ထားပြပါကျမ်းစာထဲမှာ Where in the Bible? You have to go by Bible. အဲကျမ်းစာကိုကိုးကားရမှာဘယ်နေရာမှာပါလဲကျမ်းညွန်ပြောအခန်းငယ်14 verse 14 Yeah, verse 14. မနဲ့လေ14မှာပါတယ် Okay. So you go down your Bible, verse 14. အဲ့တော့အားလုံးတူတကွ14ကိုဖတ်ရအောင်ကြော်ပြီးတော့ယောဟန်1အငယ်အခန်းကြီး1အငယ်14ကိုအားလုံးဖတ်ကြစို့နှုတ်ကပတ်တော်သည်လည်းအတိအဖြစ်ကိုခံယူ၍ကျေးဇူးတော်နှင့်၎င်းသစ္စာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ခမဲတော်၌တပါးသီးသောသားတော်၏ဘုံကဲ့သို့သူ၏ဘုံကိုငါတို့သည်မြင်ရကြပြီ Okay? Okay Now you underline the logos is Jesus. အဲ့တော့ဒီမှာ logos နှုတ်ကပတ်တော်ဟာယေရှုဖြစ်တယ်ဆိုတဲ့အရာကိုအကုန်လိုင်းတားထားပါ That means that Jesus became a human. အဓိပ္ပာယ်ကယေရှုဟာလူစားတိခံတယ်ဆိုတဲ့အဓိပ္ပာယ်ပဲယေရှုဖျားသည်လူစားတိခံတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် Now, let's go back to verse 1 again.
ကဲ14ကိုကျွန်တော်တို့အဓိပ္ပာယ်ရှင်းသွားတဲ့အခါမှာခုနအခန်းငယ်1ဘက်ကိုပြန်သွားမယ်အငယ်1ဘက်ကိုပြန်သွားမယ် Now, he said, in the beginning, there was the Logos, he said. အစာဦး၌လောဂောရှိတယ်ပေါ့အင်္ဂလိပ်လိုဆိုနော်အစာဦး၌နှုတ်ကပတ်တော်ရှိတယ် What this one mean? အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ဘာကိုဆိုလိုတယ်လဲ Jesus existed, okay, in the beginning. အဲ့တော့အဓိပ္ပာယ်ကဒီလိုပါသခင်ယေရှုသည်အစာဦးကလေးကတည်ရှိနေသောဖခင်ဖြစ်တယ်နော်အဲ့ဒီအဓိပ္ပာယ်ကိုဖွင့်မယ်ဆိုရင်သခင်ယေရှုသည်ဟိုအစာဦးကလေးကရှိနေသောဖခင်ဖြစ်တယ်တဲ့ Write it down there. အဲ့ဒါကိုမှတ်စုရေးပါသခင်ယေရှုသည်အစာဦးကလေးကရှိနေသောဖခင်ဖြစ်သည် And that in the beginning was different from Genesis 1:1 beginning. အဲ့မှာအစာဦးနိုင်နှစ်ခုပါတာလဲကျွန်တော်တို့သိဖို့လိုတယ်ကဘာဦး1မှာလဲအစာဦးနိုင်ပါတယ်ဒီမှာကဘာဦး1ငယ်1မှာပါတယ်နော်ကဘာကာကြီး1နော်ကဘာဦးခန်းကြီး1ငယ်1မှာလဲအစာဦးပါတယ်ယောဟန်14ယောဟန်1မှာအစာဦးနှစ်ခုသွားပါနေတယ်ကျမ်းစာတုပ်ထဲမှာအစာဦးက You see, Genesis 1:1, Genesis 1:1 beginning. အဲ့မှာကျွန်တော်ကြည့်အောင် This is the time God created things. အဲ့တော့ကဘာဦး1ကအစာဦးဆိုတာဖရာသခင်ကစတင်ဖန်ဆင်းတဲ့အရာကိုပြောခြင်းဖြစ်တယ်အရာခတ်သိမ်းစတင်ဖန်ဆင်းတဲ့အချက်ကိုဆိုလိုခြင်းဖြစ်တယ်ကဘာဦး1က But John 1:1 beginning is well before the creation beginning. အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်ယောဟန်1မှာပါတဲ့အစာဦးကဒီအရာခတ်သိမ်းဖရာမဖန်ဆင်းမီနှစ်ပေါင်းရေတွက်လို့မရတဲ့အချိန်ကလေးကယေရှုကရှိနှင်ပြီးသားဖြစ်တယ်တဲ့ဒါကြောင့်မို့ကဘာဦး1ကနောက်မှဖြစ်တယ်ယောဟန်1ကအရင်ကြတယ်အဲ့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ် It's a different beginning. အဲ့တော့အစာဦးနှစ်ခုမတူကြဘူး Are you with me? ကျွန်တော်ပြောတာကိုသဘောပေါက်ကြလား Okay. Okay. Now, in John 1:1 said, in the beginning, the Word was there. Okay? There was a Word. ယောဟန်1ကဟိုအစာဦးကလေးကနှုတ်ကပတ်တော်ရှိပြီးသားဖြစ်တယ်ယေရှုရှိပြီးသားဖြစ်တယ်လို့ပြောခြင်းပါ Jesus existed here sometime here. Okay? ဘာမှမဖန်ဆင်းမီဒါဖန်ဆင်းတဲ့အချိန်ဘာမှမဖန်ဆင်းမီဟိုထာဝရကာလမှာကလေးကသခင်ယေရှုကရှိနေပြီးသားဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်ဒါယောဟန်1က Amen? အာမင် Now, go back to verse 1. Then what is said after that? အဲ့တော့1ကိုပြန်သွားရအောင်ခန်းကြီး1ကိုနောက်ဘာဖြစ်သေးလဲစာဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်လည်းဘုရားသခင်နဲ့အတူရှိ the word is God with God Okay, the Word was with God, he said. နှု Now, တ်ကပတ်တော်ဘုရားသခင်နဲ့အတူရှိတယ် what that mean? အဲ့ဒါဆိုဒါဘာအတိတ်ပဲလဲ Who is Word? အဲ့ဒါဆိုနှုတ်ကပတ်တော်ကဘာတူလဲ Jesus. Yeshu. Jesus Yeah. was with God. ယေရှုကဘုရားသခင်နဲ့အတူရှိတယ်လို့ပြောထားတယ် What is God? အဲ့ဒါဆိုဘုရားဆိုတာကဘာတူလဲ Elohim. အလောဟင်ဘုရားဖြစ်တယ်ဒီမှာသုံးပါတဆူဘုရားအလောဟင်ဘုရားဖြစ်တယ် So that means in the beginning, would you turn your handphone, please? ဟောဂျားဖြတ်လေးကြီးညာခြင်းတယ်ပေါ့ဒါတော့တင်တိုင်းကြီးညာတာပါเนาะကျွန်တော်တို့တယောက်တည်းတည်းမဟုတ်ပါဘူးဖုန်းလေးတွေကိုကျွန်တော်တို့ silent လုပ်ထားပါပိတ်ထားလို့ရရင်လည်းပိတ်ထားပေါ့ပိတ်ထားလို့မရတဲ့သူတွေက silent တော့အနည်းဆုံးလုပ်ပေးထားပါ That bothers our teaching. ဒုတိယအဲ့လိုတန်ထွက်လာတဲ့ခါခင်ဗျားတို့အတွက်အစိမ့်အနှောက်အယှက်ဖြစ်ုံတာမကဟိုပြောနေတဲ့စကားလုံးတွေပျောက်သွားလို့ပါတဲ့ကျွန်တော်ပြောမဲ့စကားလုံးတွေကပျောက်သွားတယ်အာယုံပျောက်သွားလို့ Please help me. အဲ့ဒါကြောင့်ကျေးဇူးပြု၍ကူညီပါကျွန်တော်အမိန်ပေးတာမဟုတ်ပါဘူးကျွန်တော်ကိုဖုန်းကလေးများ silent လုပ်ထားပေးခြင်းပိတ်ထားခြင်းအပြင်ကျွန်တော်အားကူညီပါတဲ့ Amen. Especially those in the front area. Please help me. အထူးသဖြင့်ねရှေ့သားဖုန်းနေမြင်ကျွန်တော်တက်ပို့နောက်ဆက်ဖြစ်တယ်ဟိုးနောက်ကအတန်တော့သူသိမ့်မကြားရဘူးပေါ့နော်ရှေ့ကဖုန်းမြည်လာရင်အတန်ကြားတော့အဲ့ဘက်အာယုံရောက်သွားတဲ့ခါမှာပြောမဲ့စကားလုံးကတခါလေးမေ့သွားတတ်တယ်အဲ့ဒါကြောင့်မို့တောင်းပန်ပါတယ် Okay, now I have forgotten what I said. ကျွန်တော်အခုပြောရင်ကြီးညာရင်းနဲ့ပြောလက်စာစကားကျွန်တော်လည်းမေ့သွားပြီပြန်စဉ်းစားရတော့မယ်တဲ့ Jesus word is with God. Okay. Elohim. God is Okay. Elohim. Now, Jesus was with
Elohim. I said that. အဲ့တော့အတိတ်ပဲကကျွန်တော်ပိုင်းခြားဖို့လိုတယ်နော်ယေရှုကဘုရားနဲ့ရှိတယ်ဆိုတာဘာအတိတ်ပဲလဲအတိတ်ပဲကယေရှုဆိုတဲ့သားတော်ဘုရားက Elohim ဆိုတဲ့သုံးပါးတစုဘုရားနဲ့ရှိနေတယ်လို့ဆိုလိုခြင်းဖြစ်တယ် That means what? အဲ့ဒါဘာအတိတ်ပဲကိုဆိုလိုတယ်လဲ Jesus was with Elohim means Father God and the Holy Spirit God. အဲ့တော့အတိတ်ပဲကဒီလိုသားတော်ယေရှုက Elohim ဘုရားနဲ့အတူရှိတယ်ဆိုတဲ့အတိတ်ပဲကသားတော်ယေရှုသည်သုံးပါးတစုဘုရားဖြစ်တဲ့ဂမီးတော်ဘုရားသားတော်ဘုရားတန်ရှင်းတော်ဝိညာဉ်တော်ဘုရားသုံးပါးတစုထဲမှာရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အာမင်အာမင် Would you write down? အဲ့ဒါကိုရေးချပါ Write down. သားတော်ယေရှုကဘုရားသခင်နဲ့အတူရှိခြင်းဆိုတဲ့အတိတ်ပဲကယေရှုသည်ခမည်းတော်သားတော်သုံးပါးတန်ရှင်းတော်ဝိညာဉ်သုံးပါးတစုဘုရားထဲမှာရှိတယ်ဆိုတဲ့အတိတ်ပဲပါ Say, in the beginning, Jesus existed. သခင်ယေရှုရှိနေခဲ့တယ်အစာဥကရေကသခင်ယေရှုရှိနေနှင့်တယ် And Jesus was with Father God and Holy Spirit God. အဲ့တော့ခမည်းသားတော်ယေရှုခရစ်တော်ဘုရားကခမည်းတော်ဘုရားနဲ့တော်၎င်းတန်ရှင်းတော်ဝိညာဉ်တော်ဘုရားနဲ့တော်၎င်းအတူရှိနေတယ်အဲ့ဒါကိုဆိုလိုတာဖြစ်တယ်ဒီယောဟန်1:1က And next verse, next နောက် said that နောက်တစ်ခုကျွန်တော်ဆက်ဖတ်သွားမယ် and နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော် the Word was God. Okay. အဲ့တော့အဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ယေရှုသည်လည်းဘုရားဖြစ်တယ် That means that Jesus is Elohim. အဲ့တော့အတိတ်ပဲတိတိကျကျပြန်ရင်သခင်ယေရှုသည်အီလိုဟင်ဘုရားဖြစ်တယ်နော်အတိတ်ပဲအတိကျပြန်လိုက်ရင်သခင်ယေရှုသည်အီလိုဟင်ဘုရားဖြစ်တယ် Okay, that means Jesus is also Elohim. အဲကြောင့်ယေရှုဘုရားသည်လည်းအီလိုဟင်ဘုရားဖြစ်တယ်ယေရှုဘုရားသည်လည်းအီလိုဟင်ဘုရားဖြစ်တယ် You follow me? ကျွန်တော်နောက်လိုက်နိုင်ကြရဲ့လားလိုက်နိုင်ကြလား Yes. Okay. Okay. It's very important here. ဒါတိတ်အရေးကြီးတယ်ကျွန်တော်ပြောနေတာတဲ့ And now verse 2, he said, အခန်းငယ်နှစ်ဘက်ကိုဆက်သွားရအောင်ဆက်ဖတ်ရအောင်ကျွန်တော်တို့ထိုနှုတ်ကပတ်တော်သည်အစာဦး၌ဘုရားသခင်နှင့်အတူရှိ၏ and verse 3, အငယ်3ကိုဆက်ဖတ်မယ်ထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ခင်းလွတ်လျက်ဖြစ်သောအရာသုံးတစ်ခုမျှမရှိ okay? Now, who created all things here? အရာခတ်သိမ်းကိုဘယ်သူကဖန်ဆင်းပါသလဲဟမ် Jesus The Word, Jesus. နှုတ်ကပတ်တော်ကဖန်ဆင်းတယ်နှုတ်ကပတ်တော်ကတော့ယေရှုပေါ့နော်နှုတ်ကပတ်တော်ကဖန်ဆင်းတယ်နှုတ်ကပတ်တော်ဆိုတာယေရှုဖြစ်တယ်တဲ့ Okay? ဟုတ်ပြီလား Yes So actual creation was done by Jesus. ဒါကြောင့်အမှန်တကယ်ဖန်ဆင်းခြင်းအမှုကိုကိုယ်တိုင်လုပ်သွားတဲ့သူကဘယ်သူလဲယေရှုဖြစ်တယ်ယေရှု And you continue reading that. အဲ့ဒါကိုဆက်ဆက်ဖတ်သွားမယ်ဆိုရင် Would you continue read all the way to 12? Just to read it. Okay. အဲ့တော့7နှစ်အထိအတူတူကဖတ်သွားရအောင် Thinking of Jesus. Okay. ယေရှုအကြောင်းကိုစဉ်းစားနေရင်လည်း Verse 4. လေးရနေစဖတ်သွားရအောင်လေးရစဖတ်မယ်ထိုနှုတ်ကပတ်တော်သည်သက်ရှိ၏ထိုအသက်သည်လည်းလူတော်၏အလင်းဖြစ်၏ထိုလင်းသည်မှောင်မိုက်တိုက်လင်း၍မှောင်မိုက်သည်မခံမယူဟုတ်သည်ထိုသူကိုလူအပေါင်းတို့သည်မိပြု၍ယုံကြည်ခြင်းသို့ရောက်မိအကြောင်းထိုသူသည်တက်သေးခံဖြစ်၍အလင်းတော်ရှိထိုတက်သေးခံခြင်းငါလာ၏ထိုသူသည်အလင်းတော်မဟုတ်အလင်းတော်၏အကြောင်းကိုတက်သေးခံခြင်းငါသာလာ၏ဟုတ်မှန်သောအလင်းမူကားဤလောကသို့ကြွလာလျက်ခတ်သိမ်းသောသူအပေါင်းတို့ကိုအလင်းပေးသောသူဖြစ်သည်ထိုသူသည်ဤလောကသို့ရှိတော်မူပြီးဤလောကကလည်းသင်တော်မူပြီးသို့တော်လည်းဤလောကသည်ထိုသူကိုမသိသူသည်မိမိဒေတာအရသို့ကြွလာတော်လဲမိမိလူမျိုးတို့သည်သူကိုလက်မခံဘဲနေကြ၏ထိုသူကိုလက်ခံသမျှသောသူဒီဟုသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ရပြီ7နှစ်ထိ Now you listen to me carefully here. ဒီနေရာမှာကျွန်တော်အသေးချာနားထောင်ပေးကြပါ Who created this world? ဒီလောကကိုဤကဘာကြီးကိုဘယ်သူဖန်ဆင်းတယ်လဲ Jesus. ယေရှု Okay? This world where we are living here. ကျွန်တော်နေထိုင်တဲ့ဤလောကကဘာကြီးကိုပြောနေတာ
But God, Jesus gave Satan, okay, temporary to control this world. ဒါမဲ့လက်ရှိချိန်မှာတော့သခင်ယေရှုဘုရားကသူဖန်ဆင်းတဲ့ဤကမ္ဘာမြေကြီးကိုစာတန်လက်ထဲမှာခဏထိန်းချုပ်ဖို့ရန်အတွက်ခွင့်ပေးထားလိုက်တယ် So it said Jesus came back to his own world, but in this world, Satan's power, darkness covered this world. ဒါကြောင့်အဲ့ဒီကျမ်းပိုက်ရဲ့အဓိပ္ပာယ်ပါဆိုဘုရားကယေရှုကဤဝါယိုပိုင်တယ်ဒါမဲ့ခိတ္တစာတန်လက်ထဲကိုသူအပ်ပေးထားတယ်အဲ့လိုအပ်ပေးပြီးမှသခင်ယေရှုကသူပိုင်ဆိုင်တဲ့ဤလောကကြီးကိုကြွလာတဲ့အခါမှာခုနအပ်ပေးထားခြင်းခံရတဲ့စာတန်ရဲ့အမှောင်တကိုးကကဘာကြီးကိုလွှမ်းခြုံသွားပြီးဖြစ်တယ်ယေရှုကြွလာတဲ့အချိန်မှာ But in this world, there are two kinds of people. ဒါမဲ့ဘာပဲဖြစ်ဖြစ်ဤကဘာလောကထဲမှာလူနှမျိုးနှစ်စားရှိနေတယ် And Satan's children and God's children စာ living တန်ရဲ့သားသမီးများနဲ့ဘုရားရဲ့သားသမီးများအတူတကွပူးပေါင်းပြီးနေထိုင်ကြတယ်ပြောရှက်ပြီးနေထိုင်ကြတယ် Those Satan's children would not recognize Jesus when he came down this world. အဲ့တော့ပိုင်ရှင်မှန်ဖြစ်တဲ့ယေရှုကဤလောကကိုကြွလာတဲ့အခါမှာစာတန်ရဲ့သားသမီးတွေကယေရှုကိုမသိမှတ်ကြဘူးမသိကြဘူး But God's chosen children will recognize Jesus. ဒါမဲ့ဘုရားသခင်ရွေးချယ်ထားတဲ့ဘုရားသားသမီးတွေကတော့ယေရှုကိုသတိထားမိတယ်သိကြတယ် And they will say, Jesus, thank you for your crucifixion on the cross. အဲ့တော့အဲ့ဒီသိတဲ့ဘုရားသားတွေကယေရှုဘုရားလက်ဝါးကားတိုင်းပေါ်မှာအသေးခံပေးသောကြောင့်ယေရှုတင်ပါတယ်လို့ပြောကြတယ် And these people will say that, Jesus, you are Trinity God. အဲ့ဒီပုဂ္ဂိုလ်တွေကပြောတယ်သခင်ယေရှုတည်းတော်ဘုရားကိုတော်ဟာသုံးမတစုဘုရားဖြစ်ပါတယ်လို့သူတို့သိမှဝန်ခံကြတယ် You are different from these gods here. ဘုရားမှာပါတဲ့ဘုရားတွေနဲ့ကိုတော်ဟာမတူပါဘူးလို့သူတို့သိကြတယ် And you are Trinity God, and you are Creator God. သုံးမတစုဘုရားဖြစ်ပါတယ် And this world is owned by you and created by you. ဤကွာလောကကြီးဟာကိုတော်ဖန်ဆင်းတယ်ကိုတော်ပိုင်ပါတယ်လို့သူတို့ကဝန်ခံကြတယ် So thank you for you come back to your territory. ဒါကြောင့်မို့ကိုတော်ပိုင်တဲ့နယ်မြေထဲမှာကိုတော်ပြန်ပြီးတော့ကြွလာတာကိုယေရှုတင်လိုက်တာလို့သူတို့ကပြောကြတယ် But those God's children would say, thank you, Jesus, for you come back to this world. Then, if you say so, you are children of God. အဲ့တော့ဘုရားရဲ့သားသမီးတွေကကိုတော်ဤလောကကိုကြွလာတော့ကြောင့်ယေရှုတင်ပါတယ်လို့လူတွေကဝန်ခံတယ်ခမည်းကိုယ်တိုင်လည်းသခင်ယေရှုကြွလာခြင်းကိုဝန်ခံတယ်လက်ခံတယ်ဆိုလို့ရှိရင်ခမည်းလည်းဘုရားသားသမီးဖြစ်တယ်အာမင် We will study more and more later, but I just giving you very much a little bit of the introductory part here. နောက်နေ့တွေညနေပိုင်းရောနောက်နေ့ရက်လုံးလည်းပို့ပြီးဒီအကြောင်းအရာတွေကိုလေ့လာမယ်ဒါအခုအစာပြိုးအနေနဲ့ကျွန်တော်နည်းနည်းလေးပဲပြောသွားတော့မယ် Are you happy? ညာတို့ပြောကြရဲ့လား You are helping you opening your eyes? ကျွန်တော်ပြောတဲ့အရာတွေကခင်ဗျားတို့ရဲ့ဒီအသိအမြင်တွေပွင့်လာဖို့အထောက်အကူဖြစ်ရဲ့လား Yes Amen. Amen Amen. Amen နောက်ခေါင်းစဉ်တစ်ခုစရအောင်နော်နောက်ခေါင်းစဉ်တစ်ခုစရေးကြစို့ဘုရားသခင်ကဘာကိုဖန်ဆင်းခဲ့သနည်းဘုရားသခင်ကဘာကိုဖန်ဆင်းခဲ့သနည်းဒီမှာကျွန်တော်ဇယားပါလာတော့မှာဖြစ်တယ်ဇယားဆွဲဖို့နေရာကျဲကျဲလေးပေးပါဇယားဆွဲရတော့မယ် like this or like this ဖန်ဆင်းခြင်းမတိုင်မီဖန်ဆင်းခြင်းမတိုင်မီလို့ရေးထားပါတယ်เนาะခင်ဗျားတို့အ
အဝေးရဖတ်ရတာခဲ့ရင်ပြန်ဖတ်ပေးမယ်ဒီဇယားရဲ့ထိတ်စိမ့်ကဖန်ဆင်းခြင်းမတိုင်မီဖန်ဆင်းခြင်းမတိုင်မီ eternity အဲ့ဒါကရဲ့အကန့်အသတ်မရှိထာဝရကာလဖြစ်တယ်ထာဝရကာလokay အဲ့ကျမ်းညွှန်းကတော့နံပါတ်1ကျမ်းညွှန်းကယောဟန်1:1ဖြစ်ပါတယ်ယောဟန်အခန်းကြီး1အငယ်1ဖြစ်ပါတယ်ဒါယောဟန်အခန်းကြီး1အငယ်1ကျမ်းညွှန်း say in the beginning that in the beginning is this moment here အစာအဦး၌လို့ယောဟန်1:1မှာပြောတာဒီအချိန်ကိုရည်ညွှန်းတာဖြစ်တယ်ဖန်ဆင်းခြင်းမတိုင်မီထာဝရကာလဖြစ်တယ်နေ့တွေရက်တွေလတွေပြက်ကလေးတွေမရှိသေးဘူးထာဝရကာလမှာ number 2 here နံပါတ်2 John 17:5 ယောဟန်အခန်းကြီး7အငယ်9ယောဟန်အခန်းကြီး7အငယ်9ယောဟန်7အငယ်9 Okay, now you can write down here. Jesus said he was praying to Father God. Okay, this is John 17 here. ယောဟန်7:5ကဘာလဲဆိုတော့သခင်ယေရှုကခမည်းတော်ဘုရားထံမှာဆူတောင်းနေတဲ့အခန်းဖြစ်တယ်ယောဟန်7:5ကသခင်ယေရှုရဲ့ဆူတောင်းခန်းဖြစ်တယ်ခမည်းတော်ဘုရားထံဆူတောင်းနေခြင်းဖြစ်တယ် Jesus was talking to Father God, saying this, Father, you and me dwelt together before the creation, he said that. သူ့ရဲ့စကားထဲမှာဘာလဲဆိုရင်ဤကဘာမတီမရှိခင်တဲ့ကိုတော်နဲ့ကျွန်တော်နဲ့အတူရှိနေတုန်းကလို့ပြောထားတယ်။နော်ဒီကျမ်းပိုက်ထဲမှာဘာတစ်ချက်တွေ့ရလဲဆိုတော့ခမည်းတော်ကိုမြေကြီးပေါ်ကနေခမည်းတော်ဘုရားကိုယေရှုဆူတောင်းနေတဲ့အချက်ထဲမှာဤကဘာမတီမရှိမီကကျွန်တော်ဟာကိုတော်နဲ့အတူရှိနေတုန်းကဆိုပြီးတော့ရည်ညွှန်းပြီးပြောထားတယ် So would you write down the word that Jesus dwelled together with the Father for those who will be watching CDs. Okay. Okay. အဲ့တော့ဤကဘာမတီမရှိမီကျမ်းစာသားအတိုင်းတော့မဟုတ်ပေါ့နော်ကျမ်းရဲ့အဓိပ္ပာယ်ကိုကျွန်တော်ရေးထားဖြစ်တယ်ဒီကျမ်းပိုက်ရဲ့အဓိပ္ပာယ်ကိုကျွန်တော်ရေးထားတာပါဤကဘာမတီမရှိမီဆိုတာဒီဖန်ဆင်းခြင်းမတိုင်မီတုန်းကခမည်းတော်ဘုရားနဲ့သားတော်ဘုရားအတူရှိခဲ့တယ်လို့သခင်ယေရှုရဲ့ဆုတောင်းချက်ထဲမှာပါတယ်ဒါအဲ့ကျမ်းပိုက်ရဲ့အဓိပ္ပာယ်လေးပါနော်ဤကဘာမတီမရှိမီယေရှုခရစ်ဟာခမည်းတော်နဲ့အတူရှိခဲ့တယ် Now, then our question is this: Where is the place? Where was the place where they dwelt together? Where? Okay. အဲ့တော့မိခွန်းကတို့ကဲ့သို့တွေ့ဆုံတဲ့ဟာဘယ်နေရာမှာလဲဘယ်နေရာမှာရှိခဲ့ကြသလဲကဘာလည်းမရှိသေးဘူးကောင်းငင်လည်းမရှိသေးဘူးအဲ့တော့ခမည်းတော်ဘုရားနဲ့သားတော်ဘုရားအရင်တော့ကဘာမတရှိမရှိခဲ့တယ်ဆိုတော့ဘယ်နေရာမှာရှိနေခဲ့ကြသလဲအဲ့ဒါမိခွန်းဖြစ်တယ် Now we are guessing that it could be the third heaven, the paradise. ကျွန်တော်တို့ခမန်းကြည့်လို့ရတဲ့တစ်ချက်ကတော့ခမည်းတော်နဲ့သားတော်တူရှိခဲ့တဲ့နေရာကတတိယကောင်းကင်ပရာတိတုဘုံမှာလို့ကျွန်တော်တို့ခမန်းကြည့်လို့ရပါတယ် You can write down it. That's ဘယ်နေရာမှာရှိခဲ့သလဲဆိုတာရဲ့အဖြေက that တတိယကောင်းကင်ဘုံပရာတိတုဘုံတတိယကောင်းကင်ခေါ်ပရာတိတုဘုံ because that is the place where the throne of God located. Throne of God located. အဲ့ဒီပရာတိတုဘုံမှာဘာရှိလဲဆိုတော့ဘုရားသခင်ကြီးပလင်တော်ရှိတယ်เนาะအတူချုပ်ပဲရေးမယ်ပလင်တော်ရှိတဲ့နေရာ
ခမည်းတော်ဘုရားပလင်တော်ပေါ်မှာပဲအမြဲကျင်းဝတ်တယ်အဲ့ပလင်တော်ကဘယ်မှာရှိလဲဆိုတော့တတ္တိယကောင်းကင်ကောပရာတိတုပုံမှာအစဉ်အမြဲရှိတယ်ခမည်းတော်ဘုရားကအဲ့ပလင်တော်ပေါ်မှာအစဉ်အမြဲကျင်းဝတ်နေတယ်ပလင်တော်ရှိရာအရာ So now we come to understand before the creation, Trinity God dwelt here. Okay. Yeah. အဲ့တော့ဘာမှမဖန်ဆင်းမီသာဝရကာလတုန်းကကျွန်တော်စဉ်းစားကြည့်လို့ရတယ်သုံးပါးတစုဘုရားကဘယ်နေရာမှာရှိခဲ့တယ်လဲဆိုရင်ဘုရားသခင်ရဲ့ပလင်တော်ရှိရာအရာတတ္တိယကောင်းကင်ခေါ်ပရာတိတုပုံမှာသုံးပါးတစုဘုရားကအတူရှိနေခဲ့ကြတယ် So are you following us now up until here? အဲ့တော့ကျွန်တော်ပြောတဲ့အရာတွေကိုခင်ဗျားလိုက်မိကြရဲ့လားတဲ့ Okay. Yeah. Okay. Now we are talking eternity. So we are now in a time world. Oh, yes. It's a different world from us. ထာဝရကာလနဲ့အခုလက်ရှိကျွန်တော်နေထိုင်တဲ့လောကမတူဘူးထာဝရကာလမှာအချိန်ဆိုတာမရှိဘူးအချိန်ရေတွက်ခြင်းမရှိဘူးကျွန်တော်တို့အခုလက်ရှိနေထိုင်တဲ့နေရာအချိန်တစ်စက္ကန့်ပြီးတစ်စက္ကန့်ရေတွက်နေတာဖြစ်တယ်အချိန်အောက်မှာကျွန်တော်တို့အသက်ရှင်ရတဲ့ကမ္ဘာလောကဖြစ်တယ်ထာဝရကာလကအချိန်ရေတွက်ခြင်းမရှိဘူး Okay. Now we don't know how long after. Okay. Now Genesis 1:1 here. Okay. အဲ့ဒီကနေပြီးတော့ဘယ်လောက်ကြာတယ်လဲဆိုတော့အချိန်ကျွန်တော်တို့မှန်းဆလို့မရဘူးအဲ့ဒီအချိန်ကျမှကဘာဦးခန်းကြီး1အငယ်1ဆိုတာပေါ်ပေါက်လာခြင်းဖြစ်တယ် And also eternity. ကဘာဦးကျမ်းအခန်းကြီး1အငယ်1ကလည်းထာဝရကာလမှာပဲဖြစ်ပျက်ခဲ့တာဖြစ်တယ် Then finally say, in the beginning, again, God created things. ဒီမှာအစာဦး၌ဘုရားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်ဆိုတာပြန်ပါလာတယ် Down in the beginning. အစာဦး၌ဆိုတာပြန်ပါလာပြန်မယ်ဒုတိယဒီမှာအစာဦး၌ပါတယ်ဒီမှာအစာဦး၌ဆိုတာပါတယ်ကဘာဦးကျမ်းတစ်ကအစာဦးကနောက်မှလာတာဖြစ်တယ်ယောဟန်တစ်အစာဦးကအရင်လာတာဖြစ်တယ် Now, in the beginning, God created, he said, you put down created heavens and earth. အဲ့တော့ဗမာလိုဆိုတော့အပြောင်းပြန်ဖြစ်မယ်နော်အဲ့အစာဦး၌ဘာဖြစ်လဲဆိုတော့ဘုရားကကောင်းကင်များနှင့်မြေကြီးကိုဖန်ဆင်းတယ်ကောင်းကင်များနှင့်မြေကြီးဖန်ဆင်းကောင်းကင်များနှင့်မြေကြီးကိုဖန်ဆင်းသည်ကောင်းကင်များလို့ရေးပေးပါကောင်းကင်များနဲ့မြေကြီးကိုဖန်ဆင်းတယ်ဒီအရာကိုကြည့်ပြီးတော့ကောင်းကင်ကတစ်ခုတည်းမရှိဘူးတတိယကောင်းကင်ဒီရှိတယ်ဆိုတာကိုသဘောပေါက်ဖို့ဖြစ်ပါတယ် You see, in heavens, you see, heavens. ကောင်းကင်များလို့ပြောတဲ့အခါမှာတဲ့အင်္ဂလိပ်လိုဆိုရင် S အများကိန်းနဲ့ရေးတယ် It's heavens. In Hebrew word, it's Shamaim. Shamaim. အဲ့တော့ You see, I am again Shamaim. ကျွန်တော်တို့သတိပြုဖို့ကဒါကအင်္ဂလိပ်လို heavens ဆိုတဲ့ S အများကိန်းပါတယ်ဒါဟေဘရဲလိုဆို Shamaim ဆိုတဲ့ဟာကလည်း I am im အများကိန်းပဲအင်္ဂလိပ်လိုဆို S ပဲဗမာလိုဆိုတစ်ခုတည်းပို့တယ်နော်အဲ့တော့ကောင်းကင်များဆိုတာကိုသတိထားပါဘာလို့လဲဆိုတော့အင်္ဂလိပ်လိုလဲ heavens လို့အတိအကျရေးတယ်ကျွန်တော်တို့မြန်မာလိုကတော့နည်းနည်းလေးလိုသွားတဲ့အတွက်ကောင်းကင်နဲ့မြေကြီးကိုပဲရေးဘူးရရေးလိုက်တယ်မဟုတ်ဘူးအတိအကျလိုက်မယ်ဆိုရင်အင်္ဂလိပ်လိုဆိုလဲ heavens လို့ခေါ်တယ်မူရင်းဟေဘရဲဘာသာမှာလဲ Shamaim လို့ခေါ်တယ်ကျွန်တော်တို့အမြဲတမ်းခေါင်းထဲမှာဆွဲထားလိုက်တော့ I am in ပါရင်အများကိန်းဖြစ်တယ်တစ်ခုတည်းပို့တယ် So S ပါရင်လည်းအများကိန်းဖြစ်တယ်တစ်ခုတည်းပို့တယ် So it's not one heaven. ဒါကြောင့်ကောင်းကင်ဆိုတာတစ်ခုတည်းမရှိဘူးတစ်ခုတည်းပို့တယ် So we're just guessing that God created the first heaven, you studied before, and second heaven here. အဲ့တော့ဘုရားသခင်ဒီဖန်ဆင်းတဲ့အခါမှာဘယ်လိုဖန်ဆင်းလဲဆိုတော့
ပထမကောင်းကင်ကိုဖန်ဆင်းခဲ့တယ်ဒုတိယကောင်းကင်ကိုဖန်ဆင်းခဲ့တယ် So first heaven is about 100 kilometers. အဲ့တော့ကျွန်တော်ခဏခဏသင်ပြီးပြီเนาะတချို့လည်းလွတ်ရနေပြီပထမကောင်းကင်ဆိုတာဘာကိုဆိုလဲဆိုတော့ကျွန်တော်ဒီမြေမျက်နှာပြင်ကနေပြီးတော့အမြင့်ကီလိုမီတာ100အထိအဲ့ဒါကိုပထမကောင်းကင်လို့ခေါ်တယ်တကယ်လက်တွေ့မှာစီးလို့ချမထားပါဘူးဒါပေမဲ့အဲ့ဒီထဲမှာဘာရှိလဲဆိုတော့လေထုလွှာရှိတယ်အောက်ဆီဂျင်ဓာတ်ငွေ့ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ဆိုတဲ့လေရှိတဲ့နေရာကပထမကောင်းကင်ဖြစ်တယ် Second heaven is a star or universe. ဒုတိယကောင်းကင်ကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုအနန္တစัจ java လာလို့အသုံးနှုံးတယ်ဒီမှာကျယ်ပေါင်းဂရေဂရာနဲ့ခြီးပြီးစုဝေးတယ်အာကာသလို့ခေါ်တယ်လေမရှိတော့ဘူးဒါပေမဲ့ဂျိုတွေကျယ်တွေနေလနဲ့ခတ်တာရအားလုံးစုဝေးရအရာတိုင်းထွာလို့လည်းမရတဲ့အရာကိုဒါဒုတိယကောင်းကင်လို့ကျမ်းစာကခေါ်ပါတယ် You know, Bible said in third heaven, in see, ကျမ်းစာကတော့တတိယကောင်းကင် Second Corinthians, နှစ်ကောခန်းကြီး7မှာတွေ့ရတယ် chapter 12, verses 2, 3, 4. တတိယကောင်းကင်ခေါ်ပရာဒုတိပုံအကြောင်းကိုခမည်းရှာခြင်းတယ်ဆိုနှစ်ကောအခန်းကြီး7အငယ်2နဲ့4ကျမ်းညွှန်တိုင်းဖတ်ကြည့်လိုက်ပါတဲ့တတိယကောင်းကင်ဆိုတာခမည်းထင်ထင်ရှားရှားတွေ့ကြရင်ကောရိန္သုဒုတိယဆောင်အခန်းကြီး7အငယ်2နဲ့4မှာတွေ့ရပါလိမ့်မယ် Paul said, I visited the third heaven that is a paradise. He said that. အဲ့ကျမ်းစာဖတ်တဲ့အခါမှာဘယ်သူလည်းမသိဘူးတက်သွားတယ်လို့ပြောတယ်တတိယကောင်းကင်ကိုပေါလုကသူကိုယ်တိုင်တက်သွားတဲ့အကြောင်းကိုပြောတာဖြစ်တယ်တတိယကောင်းကင်လို့ခေါ်တဲ့ပါရာဒိတုပုံကိုသူရောက်သွားတယ်ဆိုတာကိုဒီမှာပေါလုကသက်သေခံထားခြင်းဖြစ်တယ်ဒီကျမ်းပိုက်မှာ Now, our question is, then, Bible says in one information here, during this heavens and earth, this 1:1, Genesis 1:1 here, God created angels too. So you write down creation of angels. အဲ့တော့ကျမ်းစာကကျွန်တော်တို့ကိုအတိအကျမပြောဘဲနဲ့သွဲလင်းစာပေးထားရှိတယ်ဒီကဘာဦးတစ်တစ်ဖန်ဆင်းတဲ့အခါမှာဘုရားသခင်ကကောင်းကင်တမန်များကိုလည်းဖန်ဆင်းပါတယ်ကောင်းကင်တမန်များကိုလည်းဖန်ဆင်းတယ်ကောင်းကင်တမန်များကိုလည်းဘုရားဖန်ဆင်းထားပါတယ်စလုံးအတိအကျနဲ့ကဘာဦးမှာရှာလို့မရမယ်ဖန်ဆင်းခဲ့တယ်ကောင်းကင်တမန်များကိုဘုရားက Bible clearly did not record as to when angels were created. အဲ့တော့ကျမ်းစာတွေကိုကျွန်တော်ကြည့်တဲ့အခါမှာဘယ်အချိန်တုန်းကဘုရားကကောင်းကင်တမန်များကိုဖန်ဆင်းခဲ့တယ်ဆိုတဲ့ကျမ်းညွှန်အတိအကျမရှိပါဘူးเนาะကောင်းကင်တမန်များကိုဘယ်အချိန်ကဖန်ဆင်းခဲ့တယ်ဆိုတဲ့ကျမ်းညွှန်ကကျမ်းစာထဲမှာအတိအကျတော့ဖော်ပြမထားဘူးဒါပေမဲ့ဘုရားဖန်ဆင်းခဲ့တယ် But there is one indication in the Bible says here. ဒါပေမဲ့ကျမ်းစာထဲမှာသဲလွန်စာတစ်ခုပေါ့နော်ဖော်ပြထားတဲ့ညွှန်ပြတဲ့အချက်လေးကျမ်းပိုက်လေးတစ်ပိုက်ရှိတယ် Put down Job.ယောဘ chapter Job 38 verse 4. 38အငယ်4မှာတွေ့ရလိမ့်မယ်ကောင်းကင်တမန်များဖန်ဆင်းခြင်းယောဘ38အငယ်4 That is indirect expressions here. တိုက်ရိုက်မဟုတ်ဘူးတွယ်ဝိုက်သောနည်းအဖြစ်ယောဘကနေဘုရားကကောင်းကင်တမန်များဖန်ဆင်းတဲ့အကြောင်းကိုဖော်ပြထားတယ်။ခင်ဗျားဖတ်တဲ့အခါတိုက်ရိုက်မတွေ့ရဘူးတွယ်ဝိုက်သောနည်းအဖြစ်ဘုရားကကောင်းကင်တမန်များဖန်ဆင်းတယ်ဆိုတာတွေ့ရလိမ့်မယ် This was this. You Satan, okay, fallen angel. Okay. You Satan, where were you at when foundation established? Okay. Okay. အဲ့တော့စာတန်ကိုပြောတယ်စာတန်နဲ့ဘုရားသခင်ကဒီကဘာကြီးရဲ့အုံမြစ်တိုက်မြစ်တွေကိုတဲတုံးကမင်းဘယ်ရောက်နေတယ်လဲလို့မေးထားတဲ့မေးခွန်းလေးရှိတယ်နော်အဲ့ကျမ်းညွှန်တဲ့ခုထဲမှာစာတန်ဒီကဘာကြီးရဲ့တိုက်မြစ်တွေကိုဘုရားသခင်ချနေတဲ့အချိန်တုန်းကမင်းဘယ်မှာလဲလို့မေးထားတဲ့မေးခွန်းရှိတယ် Okay, now you'll tell you later, but this means that when God created heavens and earth, where were you? Okay. Okay. အဲ့တော့မေခွန်းရဲ့အတိတ်ပဲတွယ်ဝိုက်သောနေရာဖြစ်ပေါ့စာတန်ကိုပြောထားတယ်ဘုရားသခင်ကကောင်းကင်နဲ့မြေကြီးကိုတိုက်မြစ်တဲနေတဲ့အချိန်တုန်းကမင်းကဘယ်မှာရောက်နေတယ်လဲလို့မေးထားတဲ့မေခွန်းဖြစ်တယ်ဒါတွယ်ဝိုက်သောနေရာဖြင့်စာတန်ရှိနေကြောင်းကိုဖော်ပြတာဖြစ်တယ် But now
sometime after. This is eternity again. Yeah, eternity again. Eternity ဒါပေမဲ့ again. ဒီမှာလဲထာဝရကာလမှာပဲရှိနေသေးတယ် This fall of Lucifer took place. That means this Fall of one Lucifer. Yeah. should have been created before the fall. အဲ့မှာလူစီဖာကြာဆင်းတဲ့အကြောင်းကိုရေးထားတယ်လူစီဖာဆိုတဲ့ကောင်းကင်တမန်ပေါ့နော်လူစီဖာကြာဆင်းခြင်းအကြောင်းကိုတွေ့ရတယ်လူစီဖာကြာဆင်းခြင်းဒီမှာထာဝရကာလမှာပဲရှိနေသေးတယ်တက်ကရစ်တွေမရှိသေးဘူးလူစီဖာကြာဆင်းခြင်းကိုကျမ်းစာကဖော်ပြထားတယ် You put down Isaiah ဟေရှာယ 14 14 verses 20, no, 12 through 20. အငယ် Verses, 7မှ20ထိ and also Ezekiel နောက်ကျမ်းညွှန်းတစ်ခုကယေဇကျေလ chapter 28, အငယ်အခန်းကြီး28 verses 12 through 19. 7မှ19ထိယေဇကျေလအနာဂတိကျမ်းအခန်းကြီး28အငယ်7မှ19ထိလူစီဖာကြာဆင်းခြင်းကိုဖော်ပြထားတဲ့ကျမ်းညွှန်းနှစ်ခုရှိပါတယ်ဟေရှာယ14အငယ်7မှ20ယေဇကျေလ28အငယ်7မှ19 At the time, 1/3 of angels followed him. လူစီဖာကြာဆင်းသွားတဲ့အချိန်မှာဘုရားဖန်ဆင်းထားတဲ့ကောင်းကင်တမန်အားလုံးရဲ့3ပုံတစ်ပုံကလူစီဖာနောက်လိုက်သွားပါတယ်လူစီဖာကြာဆင်းသွားတဲ့အချိန်မှာဘုရားဖန်ဆင်းထားတဲ့ကောင်းကင်တမန်အားလုံးရဲ့3ပုံတစ်ပုံကလူစီဖာနောက်လိုက်သွားတယ် Would you write down 1/3? ကောင်းကင်တမန်3ပုံတစ်ပုံကောင်းကင်တမန်အားလုံးရဲ့3ပုံတစ်ပုံကလူစီဖာနောက်လိုက်သွားတယ် Revelation. ဗျာဒိတ်ကျမ်းညွှန်းကဗျာဒိတ်ကျမ်း Revelation chapter 12, အခန်းကြီး7 verses 3 and 4. အငယ်3နဲ့4ဗျာဒိတ်ကျမ်းအခန်းကြီး7 Chapter Okay. 12, verses 3 and 4. ဗျာဒိတ်အခန်းကြီး7အငယ်3နဲ့4မှာကောင်းကင်တမန်3ပုံတစ်ပုံကြာဆင်းခြင်းအကြောင်းတွေ့ရတယ် Now, then you continue. These fallen Lucifer and followers Yeah. destroyed, you can write down here, Okay. destroyed first and second heaven. သူတို့ကနော်ပထမနဲ့နော်ပထမနဲ့ဒုတိယကောင်းကင်ကိုဖျက်ဆီးပစ်ကြတယ်လူစီဖာနဲ့ကောင်းကင်တမန်3ပုံတော်ပုံသူ့နောက်လိုက်တွေကဘုရားဖန်ဆင်းထားတဲ့ပထမနဲ့ဒုတိယကောင်းကင်ဘုံကိုဖျက်ဆီးပစ်လိုက်တယ် Now, this fallen Lucifer had a new name given by Jesus. အဲ့တော့ကြာဆင်းထားတဲ့လူစီဖာကိုဘုရားသခင်ကယေရှုကနာမည်အသစ်ပေးထားတယ်နာမည်အသစ်ပေးထားတယ်သူ့ကို Write down that. Okay. You write down here. Yeah. Receive the new name Yeah. from Jesus. ယေရှုထာမနာမည်သိရတယ်တဲ့เนาะအဲ့လိုရေးအောင်အားလုံးလိုက်ရေးထားပါဒီဇယားကိုเนาะယေရှုထာမအမိသိရလူစီဖာဟာသခင်ယေရှုထံကနေအမိသိရတယ် Number 1. အဲ့ဒီနာမည်တွေအများကြီးပဲ Satan. နံပါတ်1စာတန်သူနာမည်တစ်ခုတည်းမဟုတ်ဘူးเนาะနာမည်အသစ်တွေအများကြီးရသွားတယ်လူစီဖာကနေ And you put down Satanas. Satanas. in Burmese or no I made right in
In Greek word Satanas. Greek လို့အရင်ရေးပြတယ် Satanas လို့ခေါ်တယ်သူကို And then you write your name. အတန်တွယ်လေးကျွန်တော်ရေးပြမယ် Greek အတန်တွယ်လေး Satanas လို့ခေါ်တယ်စာတန်ဆိုတာ Satana ဆိုတဲ့ Greek နာမည်ကိုယူထားတာဖြစ်တယ် Greek လို့ Satanas. This means အဓိပ္ပာယ်က who this rebel against God. You write down. Rebel against God. ဘု ရားသခင်ကိုပုန်ကန်သူဆိုတဲ့အဓိပ္ပာယ်ရတယ်ဘုရားကိုပုန်ကန်သူ That's the meaning of Satan. အဲ့ဒါကိုတရားမှတ်ထားပါစာတန်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်မူရင်းကဟေပြဲလို့ Satanas အဓိပ္ပာယ်ကဘုရားသခင်ကိုပုန်ကန်တော်သူနော်စာတန်ရဲ့အဓိပ္ပာယ်ကဘုရားသခင်ကိုပုန်ကန်တော်သူ And also devil. နောက်တစ်ခုကတော့သူ့ကိုနတ်ဆိုးလို့လည်းခေါ်တယ်မာနတ်လို့လည်းခေါ်တယ်နော်ဒီမှာမာနတ်လို့ကျွန်တော်ရေးထားတဲ့နတ်ဆိုးကြီးပေါ့နတ်ဆိုးအကြီးပေါ့နော်နတ်ဆိုးဆိုတာအများကြီးရှိတယ်နတ်ဆိုးအကြီးကဲမာနတ်လို့ခေါ်တယ် Diabolos. Diabolis လို့ခေါ်တယ် Greek လို့ That is a meaning here. Yeah. Number one, destroyer. အဲ့မာနတ်ရဲ့အဓိပ္ပာယ်ကနံပါတ်1အဓိပ္ပာယ်ကဖျက်ဆီးတော်သူပဲအကုန်လိုက်ဖျက်ဆီးတာဖျက်ဆီးတော်သူမာနတ်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘာသာပြန်လိုက်ဖျက်ဆီးတော်သူအဖျက်သမား And separator. နောက်ပြီးတော့ကွဲပြားစေတော်သူကွဲပြားစေတော်သူအကုန်လိုက်ပြီးသွေးခွဲတာเนาะအဲ့လိုကွဲပြားစေတော်သူ Okay. Now, destroyer means he destroys all God's creations in first and second heaven. Okay. အဲ့တော့ဖျက်ဆီးတာဘာကိုဖျက်ဆီးတယ်လို့ဆိုရင်ဒီမှာအရေးကျွန်တော်အတူကောက်ရေးလိုက်မယ်နော်ပထမနဲ့ဒုတိယကောင်းကင်ဖျက်ဆီး He destroys all the God's creations in first and second heaven. အဲ့တော့သူဘာတွေဖျက်ဆီးလဲဆိုတော့ဖယားရဲ့ယန္တူလိုဖြစ်သွားတဲ့အတွက်ပုံကန်တဲ့အတွက်ဖယားဖန်ဆင်းတဲ့ပထမကောင်းကင်လည်းသူဖျက်ဆီးတယ်ဒုတိယကောင်းကင်ကိုလည်းသူဖျက်ဆီးတယ်နော်သူဖျက်ဆီးတဲ့အရာပထမနဲ့ဒုတိယကောင်းကင်ကိုဖျက်ဆီးတယ် Separator means ကွဲပြားစေတော်သူဆိုတဲ့အဓိပ္ပာယ်ကတော့ he separates creator and creatures. Separate. ကွဲပြားအောင်လုပ်တာဖန်ဆင်းရှင်ဘုရားနဲ့ဖန်ဆင်းကံတရဝါအလုံးကွဲပြားအောင်လုပ်တယ်နော်ဖန်ဆင်းရှင်ဘုရားဖန်ဆင်းရှင်ဘုရားနဲ့ဖန်ဆင်းခံများဖန်ဆင်းကံတရဝါများလို့ရေးတာအပြည့်စုံပေါ့ဒါပေမဲ့တူအောင်ရေးလိုက်တာဖန်ဆင်းကံတရဝါအလုံးနဲ့ဖန်ဆင်းရှင်ဘုရားနဲ့ကွဲသွားအောင်သူကလုပ်တယ် Now, he gets another name နောက်တတိယနာမည်ရှိသေးတယ် called God, okay, the king of this world. King ဤလော of က this ဤဘုရားဤလောကဤဘုရားကျမ်းစာထဲမှာတော့နည်းနည်းကွဲပြားနိုင်တော့ဤလောကရဲ့မင်းလည်းဖြစ်နိုင်တယ်ဤလောကဤဘယင်ပေါ့နော်မင်းပေါ့နော် sorry ဘုရားမဟုတ် I'm sorry it is a little bit I wrong not God king king. ဤလောကရဲ့ဘုရားမဟုတ်သေးဘူးနော်ဤလောကဤမင်းနံပါတ်3နာမည်ဤလောကဤမင်း John 12:31. ယောဟန်7ငယ်31ကျမ်းညွှန်းယောဟန်7အငယ်31ဒီလောကကိုအစိုးရသောမင်းเนาะရှေကောက်ရေးเนาะ And also, there's another name, နောက်နံပါတ်4ခုမြောက်နာမည်တစ်ခုက gods of this world. ဤလောကဤဘုရားအဲ့ကြမှာမင်းမဟုတ်တော့ဘူးဤလောကဤဘုရားလို့လည်းခေါ်တယ် 2 Corinthians နှစ်ကော
4:4. နှစ်ကောအခန်းကြီး၄အငယ်၄ဤလောက၏ဖျားကျမ်းညွန်နှစ်ကောအခန်းကြီး၄အငယ်၄ And one more. နောက်၅ခုမြောက်သောနာမည် Ruler of air. အာကာသကိုအစိုးရသောအုပ်စိုးသူနော်တိုက်ရိုက်ရေးလိုက်မယ်ကျမ်းစာရဲ့နာမည်အတိုင်းမဟုတ်ဘူး That means the ruler of first and second heaven. This. အာကာသကိုအုပ်စိုးသူစိုးရသောမင်းပေါ့နော် Ephesians 2:2. အေဖက်အခန်းကြီး2အငယ်2အေဖက်2အာကာသကိုဆိုရသောမင်းကအေဖက်အခန်းကြီး2အငယ်2မှာပါတယ်အသုံးနှုန်းနည်းနည်းကွဲပြားနိုင်တယ်ကျမ်းစာထဲကပြန်ပြင်လိုက်ပါအေဖက်2ကအာကာသကိုဆိုရသောမင်းခုနဒုတိယကောင်းကင်မှာဆိုရတဲ့လူဖြစ်တယ်နာမည်၅မျိုးပေးထားတယ်ဒီထဲမှာခြားတာလည်းရှိသေးတယ်ပေါ့အဓိကနာမည်၅မျိုး Then here Genesis 1:2. ပြီးမှကဘာဦးကျမ်းအခန်းကြီး2အငယ်1အငယ်2ဖြစ်လာတယ်ကဘာဦးအခန်းကြီး1အငယ်2ပါလာတယ် See Genesis 1:1 is here. Yes Right? that's right Now ကဘာ here, ဦး1ကနေကဘာဦး1နှစ်အတွင်းမှာဒီလိုအများကြီးဖြစ်ပေါ်နေခဲ့တယ် now would you read Genesis? Let everyone read Genesis 1:2. အားလုံးကျမ်းစာအုပ်ကိုဖွင့်ပါကဘာဦးကျမ်းအခန်းကြီး1အငယ်2ကိုအားလုံးပြိုင်တူဖတ်ပါတဲ့ကဘာဦးကျမ်းအခန်းကြီး1အငယ်2နှစ်တစ်ပိုက်ပဲနော်အားလုံးကျမ်းစာအုပ်ကိုလှန်ကြပါလှန်ကြပါစို့ပြီးမှကဘာဦးကျမ်းအခန်းကြီး1အငယ်2တစ်ပိုက်ထဲကိုအားလုံးပြိုင်တူဖတ်ဖို့ဖြစ်ပါတယ်တွေ့ရင်ဖတ်ရအောင်1 2 3ရေကြီးသည်ရှိလွတ်လွတ်လာဟာဖြစ်၏နည်းနည်းရာအရာကိုမှောင်မိုက်ဖုံးလွှမ်း၍ဘုရားခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏ရပြီ Okay, would you write down here? This Satan, Yes. fallen Satan, destroyed first and second heaven, and it becomes dark and confused and so on. You know that meaning there. Okay. Write down. အဲ့တော့ကောင်းပထမကောင်းငင်ဒုတိယကောင်းငင်ကိုစာတန်ဖျက်ဆီးသောကြောင့်ပေါ့နော်စာတန်ဖျက်ဆီး၍မှောင်မိုက်ပြီးလွတ်လပ်လာဟာဖြစ်နေတယ်အဲ့မှာကျွန်တော်တို့ရေးထားတယ်ပေါ့နော်မှောင်မိုက်ဖုံးလွှမ်း၍လွတ်လပ်လာဟာဖြစ်တယ်အစင်းသရမရှိလွတ်လပ်လာဟာဖြစ်တယ်နည်းနည်းရာကိုမှောင်မိုက်ဖုံးလွှမ်းတယ်ဆိုတာစာတန်ဖျက်ဆီးလိုက်လို့ဖြစ်သွားတာသူ့ငကိုအတိုင်းမဟုတ်စာတန်ဖျက်ဆီးလိုက်တဲ့အတွက်ခုနဒီကြားထဲမှာဘုရားဖန်ဆင်းထားတဲ့ဒီအရာအကောင်ပဂရိကိုစာတန်ကဘုရားရဲ့ပုံကံတဲ့သူဖြစ်ခြင်းအပြင်ဖျက်ဆီးလိုက်တဲ့အခါမှာပျက်စီးသွားတယ်အဲ့ပျက်စီးသွားတဲ့ပုံတရံကိုကဘာဦး1နှစ်ကပေါ်ပြထားတာဖြစ်တယ်။မောင်မိုက်တွေဖုံးလွှမ်းတယ်လွတ်လပ်လာဟာဖြစ်တဲ့အစင်းသရံမဲ့တယ်ဆိုတာကစာတန်ကနေပြီးတော့ဖျက်ဆီးပလိုက်လို့ဘုရားရဲ့ဖန်ဆင်းခြင်းဒီပထမကောင်းငင်ဒုတိယကောင်းငင်တွေမြေကြီးကပျက်စီးသွားတဲ့အကြောင်းကိုပြောပြထားခြင်းဖြစ်တယ်။ Eternity ဟာဝရပဲဒါလဲနော်ဒါအချိန်ကန့်သတ်မှုရေတွက်မှုမရှိသေးဘူးဘိုးကနေစလာတာဒီချိန်ထိအဲ့ဒါအချိန်ကာလဆိုတာမရှိတဲ့ထာဝရကာလမှာဖြစ်ပျက်ခဲ့တဲ့အရာများဖြစ်တယ် So you will see between these two verses, verse 1 and 2, ခင်ဗျားတို့ဒီမှာရှိတဲ့ညီကိုတွေအားလုံး
ကဘာဦးကျမ်းအခန်းကြီး1နဲ့ကဘာဦးကျမ်းအခန်းကြီး2အကြားမှာဖြစ်ပျက်ခဲ့တဲ့အရာအားလုံးခင်ဗျားတို့မြင်ကြပြီလားတဲ့ Yes you can see these things had happened အဲ့တော့ကျမ်းမိုက်ထဲမှာတော့ကဘာဦးကျမ်း1ကနေ2ထိအဲ့လိုကြော်သွားတာပဲဒါပေမဲ့အဲ့ကဘာဦးကျမ်းအခန်းကြီး1နဲ့1အငယ်1နဲ့အငယ်2ကြားမှာဒီအရာတွေအားလုံးဖြစ်ပျက်ခဲ့ပါတယ် Okay, that's why here verse 2 says that verse 2 says အဲ့ဒါကြောင့်မို့ပေါ့နော်အငယ်1မှာဘုရားဖန်ဆင်းထားတဲ့အရာကလည်းမှောင်မိုက်ဖုံးလွှမ်းတယ်နော်အစင်းသရာမရှိလွတ်လပ်လာဖြစ်နေတယ်လို့ပြောတာကတခြားကြောင့်မဟုတ်ဘူးသူကဖြစ်စည်းလိုက်လို့အဲ့လိုဖြစ်သွားတာအဲ့ဒါကိုဖော်ပြထားခြင်းဖြစ်တယ် Now would you let them go over each other for this each other yeah each other you have to memorize it okay ခုကျွန်တော်ခဏနားမယ်နားတဲ့အခါမှာဒီမှာရှိတဲ့နော်ညီကိုများကိုပြန်လှည့်ပေးမယ်ပြန်မှတ်မိဖို့ရာအတွက်ကျွန်တော်သာဝရကာလကစပြီးတော့ဒီအခုရောက်တဲ့ကဘာဦးကျမ်း1အငယ်2ထီကိုအချင်းချင်းနှွေးပါတဲ့နှွေးပါဆိုတာနော်ကိုဘေးကလူနဲ့တယောက်နဲ့တယောက်အပြန်လှန်ပြန်ပြီးတော့ဒီရောက်ကိုပြောပြကိုကပြောပြပြီးရင်ကိုကပြန်နားထောင်သူကပြောပြလိမ့်မယ်အဲ့ဒါကိုခဏလောက်လေ့ကျင့်ပေးပါ It looks easy for you but it is not easy so you have to memorize all this understand and memorize it ခင်ဗျားတို့ဒီလိုနားထောင်သွားတဲ့အခါမှာဟာဒါတွေကမှတ်မိဖို့လွယ်လွယ်လေးပါလို့ထင်ရတယ်ဒါပေမဲ့တကယ်တမ်းကျမှမှတ်မိဘူးဒါကြောင့်မှတ်မိသွားစေခြင်းလို့အခုလိုနှွေးခိုင်းတာပါနော်ချင်းချင်းတယောက်ကိုပြောပြီးရင်ကိုကပြန်နားထောင်အဲ့ဒါဆိုနှစ်ခါပြောပြီးသားဖြစ်သွားတော့ကိုကပိုမှတ်မိတယ်ဆရာကြီးပြောတာနဲ့ဆို3ချိန်ကြားပြီးသားဖြစ်တော့ကိုကမှတ်မိသွားတယ် One is here. I will. Can I? That's okay. That's okay. Come in. Okay. Now, creation of Adam. Adam ဖန်ဆင်းခြင်း Adam ဖန်ဆင်းခြင်း Adam ဖန်ဆင်းခြင်း So eternity. သာဝရကာလမှာပဲဖန်ဆင်းပါသေးတယ်သာဝရကာလမှာပဲအာဒမ်ကိုဖန်ဆင်းခဲ့ပါတယ် Genesis 1 chapter 1 26 27 and chapter 2 verse 7 that's creation of Adam အာဒမ်ကိုဖန်ဆင်းတဲ့အကြောင်းကိုကျမ်းညွှန်းနှစ်ခုပေးထားတယ်တစ်ခုကကဘာဦးကျမ်းအခန်းကြီး26အငယ်ကဘာဦးအခန်းကြီး1အငယ်26နှစ်ခွန်နောက်ကျမ်းညွှန်းတစ်ခုကကဘာဦးကျမ်းအခန်းကြီး2အငယ်9 Then fall of Adam အာဒမ်ကြာဆင်းခြင်းနောက်ပြီးတော့နောက်တစ်ခွက်ကအာဒမ်ကြာဆင်းခြင်း Genesis 3 ကဘာဦး3 verses 5 to 6အငယ်9-6ကဘာဦးကျမ်းခန်းကြီး3အငယ်9-6မှာအာဒမ်ကြာဆင်းခြင်းကိုတွေ့ရပါတယ် After the fall he lost eternity put down he lost eternity and entered into the time world အာဒမ်ကြာဆင်းသွားတာနဲ့တပြိုင်နက်ထာဝရကာလဆိုတာဆုံးရှုံးသွားတယ်ထာဝရကာလအသက်ရှင်ခြင်းမို့ဆုံးရှုံးပြီးတော့အချိန်ကာလအောက်ရောက်သွားတယ်အချိန်ကာလလေပတ်မှုအောက်ရောက်သွားတယ်နော်ဒါလေးကျွန်တော်နည်းနည်းရှင်းပြမယ်
သူကြာဆင်းသွားတဲ့ပြိုင်နဲ့သူကထာဝရကာလဆိုတဲ့နေကာလမှာအသက်ရှင်နေရတာကဆုံးရှုံးသွားတယ်ကြာဆင်းတာနဲ့ပြိုင်နဲ့အာဒါမအချိန်ကာလလည်ပတ်မှုအောက်ရောက်သွားတယ်ဆိုတဲ့သဘောကအာဒါမတစ်စက္ကန့်ပြီးတစ်စက္ကန့်ပြီးတစ်စက္ကန့်ပြီးအသက်ကြီးလာတယ်ဆိုတဲ့သဘောဖြစ်တယ် So you put down BC 4114 BC. BC 414 Yeah, 4114. Yeah 4114 တက်ကရစ်ရအောင်လာလေဒီမှာကြည့်တက်ကရစ်တွေရှိလာပြီအဲ့တော့အချိန်မရှိဘူးဒီထဲမှာဘာမှနှစ်တွေလတွေစက္ကန့်တွေအချိန်တွေမရှိဘူးအခုတက်ကရစ်တွေရှိလာပြီသူကအချိန်ကာလလည်ပတ်မှုအောက်ရောက်သွားတဲ့အတွက်အဲ့ဒါ BC 4144ဆိုပြီးစတင်ရေတွက်လို့လည်းရလာပြီ Now when God created Adam, he created his body, soul, and spirit. You put number 1. Yeah. Okay. အဲ့တော့အာဒါမိုဘုရားဖန်ဆင်းတဲ့အခါမှာနံပါတ်1ခန္ဓာပါတယ်နံပါတ်2စိတ်နှလုံးပါတယ်နံပါတ်3ဝိညာဉ်ပါတယ်ကျွန်တော်ဒီမှာရှိတဲ့ AMI က T-shirt နောက်ကျောရလို့ပေါ့နော်ခန္ဓာစိတ်ဝိညာဉ်3ခုသလုံးပါတယ် His body was an eternal body. Okay, you just say eternal. အဲ့တော့သဘောကအဲ့ဘုရားဖန်ဆင်းစားအာဒါမရဲ့ခန္ဓာကိုယ်ကထာဝရရှင်သန်နိုင်တဲ့ခန္ဓာကိုယ်မျိုးဖြစ်တယ်ကျွန်တော်နဲ့မတူဘူးเนาะမကြဆင်းမင်ဘုရားဖန်ဆင်းစားအာဒါမရဲ့ခန္ဓာကိုယ်ကထာဝရအသက်ရှင်နေနိုင်တဲ့ခန္ဓာကိုယ်ဖြစ်တယ်ယခုလက်ရှိကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မျိုးမဟုတ်ဘူး And his soul, it's a God's character. Okay. Yeah. အဲ့တော့သူ့ရဲ့စိတ်နှလုံးကလည်းဖျားဇယိုက်ပေါ့နော်တူအောင်ရေးလိုက်မယ်ဖျားဇယိုက်အပြည့်ရှိတယ် Bearing the fruit of the Holy Spirit. ဖျားဇယိုက်အပြည့်ရှိတယ်ဆိုတာဘာလဲဆိုတော့ဝိညာဉ်အသီးတွေကိုမျိုးစလုံးအပြည့်ရှိနေတယ်အာဒမ်ထဲမှာ Very nice character. ဆိုလိုတာကအပြည့်နိုင်မကြဖျားဖန်ဆင်းစားအာဒမ်ရဲ့အကျင့်စာရိတ္တတိတ်ကောင်းတယ်မကောင်းတာတစ်ခုမှမရှိဘူးအားလုံးပြည့်စုံတဲ့အကျင့်စာရိတ္တစိတ်သဘောထားရှိတယ် In his spirit, he possessed the God's spirit, so he was God's children, God's child. ဖျားသားဖြစ်တယ် So he has eternal life. ဖျားသားဆိုတာကျွန်တော်တို့လည်းပြောပြီးသားပေါ့ဖျားသားဆိုထာဝရအသက်ရတယ်အဲ့ဒီသဘောကိုပြောတာအဲ့တော့အာဒါမရဲ့ခန္ဓာကိုယ်ကထာဝရမပျက်စီးနိုင်တဲ့ခန္ဓာကိုယ်ဖြစ်တယ်နောက်ပြီးတော့အာဒါမရဲ့စိတ်နှလုံးကမကောင်းမှုဒုစရိုက်တစ်ခုမှမရှိတဲ့တန်ရှင်းတဲ့ဘုရားကဲ့သို့စိတ်နှလုံးမျိုးအပြည့်ရှိတယ်နောက်ဝိညာဉ်ပိုင်းဆိုင်ရာကလည်း तू ကဘုရားသားဖြစ်တယ်အဓိပ္ပာယ်ကထာဝရအသက်ရှင်တဲ့ဝိညာဉ်ရှိတယ် Now after the fall ကြာဆင်းပြီးတဲ့နောက်မှာအာဒါမ်ဟာ you come down here first his body ရှင်ကြည့်ရအောင်ကြာဆင်းပြီးနောက်အာဒါမ်ရဲ့ခန္ဓာ his body became now corrupting body gaining age and will die အိုမင်းပျက်စီးတတ်တဲ့ okay အိုမင်းတတ်တဲ့ပေဆုံးတတ်တဲ့ခန္ဓာကိုဖြစ်သွားတယ်အိုမင်းလာတယ်ပျက်စီးလာတယ်သေဆုံးတတ်တဲ့ခန္ဓာကိုဖြစ်သွားတယ် and his soul slowly will turn to Satan's character စာတန်စရိုက်ကိုတဖြည်းဖြည်းပြောင်းသွားတယ်စာတန်အကျင့်စရိုက်တွေဖျားစရိုက်အပြည့်ကနေပြီးတော့စာတန်စရိုက်တွေကိုတဖြည်းဖြည်းဝင်လာပြီးတော့စာတန်စရိုက်ဘက်ကိုပြောင်းသွားတယ်စာတန်ရဲ့အကျင့်စာရိတ္တတွေဖြစ်သွားတယ် Spirit ဝိညာဉ်ပိုင်းမှာလည်း he now lost God's childship now became a child of Satan စာတန်သားဖြစ်သွားတယ်ဖျားသားဆိုတဲ့အခွင့်အရေးဆုံးသွားတယ်စာတန်သားဖြစ်သွားတယ်ဝိညာဉ်ရေးအခြေအနေမှာဖျားသားထာဝရအသက်ရတဲ့သူဘဝကနေပြီးတော့စာတန်သားဖြစ်သွားပြီးတော့ထာဝရအသက်သုံးရှုံးတဲ့ဘဝမျိုးကိုရောက်သွားတယ်အဲ့ဒါမျိုးခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကြာဆင်းပြီးနောက်ဒီလိုပြောင်းလဲသွားပါတယ်ခန္ဓာကိုယ်ကအိုမင်းလာတတ်တဲ့ပစ္စည်းယိုယွင်းပြီးနောက်ဆုံးသေဆုံးသွားတဲ့ခန္ဓာကိုယ်ဖြစ်ပြောင်းသွားတယ်
စိတ်နှလုံးနဲ့တိုင်တဲ့အကျင့်စရိုက်တွေအားလုံးလဲဟိုဖျားရဲ့အကျင့်စရိုက်အပြည့်ရှိနေတဲ့စာတန်ကနေတဖြည်းဖြည်းနဲ့စာတန်အကျင့်စရိုက်တွေဝင်လာပြီးတော့နောက်ဆုံးကြတော့စာတန်အကျင့်စရိုက်အပြည့်ရှိတဲ့အာရံဖြစ်သွားတယ်ပေါ့နော်နောက်ဆုံးဝိညာဉ်ပိုင်းဆိုင်ရာမှာလဲဖျားသားထာဝရအသက်ရတဲ့အခြေအနေမျိုးကနေပြောင်းပြီးစာတန်သားထာဝရအသက်ဆုံးရှုံးတဲ့အခြေအနေမျိုးရောက်သွားတယ် Now we're going to write down some questions on this board. Okay. To erase? No. I will just erase this. I'm going to use this space Okay, you for writing questions. Oh, So you have to write. Don't write it big. Don't write it big, okay. Quite a many. Okay. Okay, you better use this one. It is not so wet. Okay. At least On the about. wet food, it is hard to write. ဖြစ်တာမဟုတ်ဘူးလားလေအဆူလေးကိုနည်းနည်းပြန်ပြီးတော့ခြောက်အောင်လို့စရေးတော့မယ်အဆူလေးကိုခြောက်အောင် Okay. မိခွန်းနေထပ်လာပြီနော် Since just let them write down on separate piece of paper, not on top of here, because we don't have a space. That's why we are using this space here. And let them use ကျွန်တော်တို့ separate. လိုမရေးနဲ့နော်ကျွန်တော်တို့ကနေရာမရှိလို့ဒီပေါ်တက်ရေးတာခင်ဗျားတို့ရေးတဲ့ခါတော့အစင်တိုင်းရေးသွားပါတယ်စာအုပ်ထဲမှာတော့ဒါကျွန်တော်တို့ဒီမှာနေရာမရှိတော့ဒါဖြက်လို့လည်းမရသေးဘူးဒါကြောင့်လွတ်တဲ့နေရာတွေမှာရှောက်ရေးသွားမယ်ခင်ဗျားတို့အစင်တိုင်းရေးပါတခြားစာရွက်တော့မောစာရွက်အသစ်ပေါ်မှာစရေးလို့ရတယ် Just let them just write down what you are going to say instead of you write down. You just write down some of the key points. Because okay. ကျွန်တော်တို့ကတော့ဆရာကြီးကတော့အဆက်မပြဗဇတ်နဲ့တင်သွားမယ်ပြောသွားမယ်အရာတွေကိုတော့ခင်ဗျာအများစုကတော့ဗဇတ်နဲ့ပြောမယ်စာရေးပါမှတ်စုရေးပါဒီမှာတော့အဓိကကြတဲ့အချက်တွေရောက်မှာပေါ့နော်နေရာမရှိတော့ကြောင့်အဓိကအချက်လေးတွေပဲစာနဲ့ရေးပေးမယ်ဒါကြောင့်ဆရာကြီးကပြောနေတဲ့ချိန်မှာတော့ဒိုင်းထိုင်နားမထောင်နေနဲ့မှတ်စုရေးပါတဲ့နော်တလုံးမကြံဒီပေါ်မှာရေးမပေးဘူးနော်အဓိကအပွင့်လေးတွေရောက်မှကျွန်တော်ဘုတ်ပေါ်မှာရေးပေးမှာဖြစ်တယ် Okay. Let's write down the top question. Some questions that we want to raise. Okay. On this table. All this concerning this table. Okay. There are many questions that we have to raise up to receive answers on this table. ဒီဇယားနဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာမဲ့မေခွန်းများနော်ဒီဇယားနဲ့ပတ်သက်ပြီးထွက်ပေါ်လာမဲ့မေခွန်းများကျွန်တော်တို့အဖြေပေးဖို့လိုတယ်ဤဇယားမှပေါ်ပေါက်လာမိပေါ့မောမေခွန်းများဆိုလိုတာကဒီဇယားကြီးကိုသင်ပေးလိုက်တယ်ခင်ဗျားအနေနဲ့မေခွန်းတွေရှိမှာပဲဘာဖြစ်လို့ဒီလိုမဖြစ်တယ်လဲဘာဖြစ်လို့ဟိုလိုမဖြစ်တယ်လဲဆိုတဲ့မေခွန်းတွေရှိလိမ့်မယ်အဲ့မေခွန်းတွေအတွက်အဖြေတွေကိုကျွန်တော်တို့ကဒီမှာဆွေးနွေးသွားမှာဖြစ်ပါတယ် Now, number one question. မေခွန်း1